ကိုမွေတက်ကလေးကိုခုနှစ်နဲ့စားလို့အကျွမ်းလီငါ6ရထားတဲ့သူရှိလာဗျာခမ ्या ကခေါင်းဆောင်ဖြစ်မဲ့အဓိပတိလားတတိထားရမဲ့မရဏလားအခုပဲအဖြေတိုက်ကြည့်လိုက်ရအောင်မဟာဘုတ်ပေတင်ပညာအရာအကျွမ်းဖွာစားတာစစ်နီး part 2ဖြစ်ပါရယ်ဖောက်ခွဲမှာတော့ကစုံရ1နှစ်3အကျွမ်းသမားတွေအတလားပြောပြခဲ့ပြီးဆိုတော့အခုကြံလီတဲ့လီငါ6အကျွမ်းသမားတွေအတွက်စပြောပြပေးပါမယ်ပင်စမလေးကိုကျွမ်းသမားတွေအတွက်တနင်းတွေသားသမီးဆိုရင်အဓိပတိဖွာတနင်္လာသားသမီးဆိုရင်ရွာစားဖွာအင်္ဂါသားသမီးဆိုရင်အထွန်းဖွာဗုဒ္ဓဟူသားသမီးဆိုရင်ပန်ကာဖွာဂျာတာပတိသားသမီးဆိုရင်ပူတီဖွာထောက်ဂျာသားသမီးဆိုရင်တိုက်ဖွာစနေသားသမီးဆိုရင်မရဏဖွာဖြစ်ပါတယ်စက်ထမ9ခုကျွန်းသမားတွေအကရာတနင်္ဂနွေသားသမီးဆိုရင်မရဏဖွာတနင်္လာသားသမီးဆိုရင်အဓိပတိဖွာအင်္ဂါသားသမီးဆိုရင်ရွာစားဖွာဗုဒ္ဓဟူသားသမီးဆိုရင်အထွန်းဖွာဂျာတာပတိသားသမီးဆိုရင်ပန်ကာဖွာတောက်ကြသားသမီးဆိုရင်ပူတီဖွာစနေသားသမီးဆိုရင်တိုက်ဖွာဖြစ်ပါတယ်နောက်ဆုံး6ခုကျွန်းသမားတွေအတွက်တနင်္ဂနွေသားသမီးဆိုရင်တိုက်ဖွာတနင်္လာသားသမီးဆိုရင်မရဏဖွာအင်္ဂါသားသမီးဆိုရင်အဓိပတိဖွာဗုဒ္ဓဟူသားသမီးဆိုရင်ရွာစားဖွာဂျာတာပတိသားသမီးဆိုရင်အထွန်းဖွာတောက်ကြသားသမီးဆိုရင်ဘန်ကာဖွာစနေသားသမီးဆိုရင်ပူတီဖွာဖြစ်ပါတယ်ကဲမိတ်ဆွေကတော့ပါအကျွန်းပါနေနာမို့လို့ပါဖွာဖြစ်နေလေဥပမာတစ်တောက်ကြရွာစားဖွာဆိုရင် comment မှာတစ်တောက်ကြရွာစားဆိုပြီးရေးခဲ့ပြပါအောင်ဗျာ follow လုပ်ထားဖို့မမေ့ပါနဲ့နော်